တရားမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာယရနာတော်မြတ်သုံးပါးတို့နှင့်တကွာယေရှုတော်ရှင်အက္ခမဟာဗန္ဓိတအဘိဓဇမဟာရထကုရုဝေစတိတော်ရမောဘုဆရာတော်ဘုရားတိဤဉာဏ်တော်အားဤမှန်၍ရှိခိုးပူဇော်ပူဇော်မှန်လျော့ကရောကြရသောယရဏတရားပနာမကာမဝဆရကောင်းမှုတို့ကံစေနာတတ္တာပညာဝိရိယတို့ကြောင့်မိမိတို့လိုရှိရတောင်းတအပ်သောမောမတိမြဲနေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခခတ်သိမ်းချုပ်ပြတ်ခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဘုဒ္ဓအလောင်းတို့၏ချုပ်ရာသိရာခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့ကိုယ်စီကိုယ်ငါပြုလို့အားထုတ်ကြစေဖြစ်သောဒါနသီလစေတနာကံနှင့်တကွာဥပဒနာဉာဏ်သည်လင်းမြန်စွာမဲ့မြန်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ။ယနေ့သာသနာတော်နှစ်2005